သူကမတိမတာကော်ဖီဆိုင်ပိုင်ရှင်တယောက်ဖြစ်ပေမဲ့မြေပြင်လောကတစ်ခုလုံးရဲ့နှလုံးသားတွေကိုကြောက်ရွံ့မှုတွေနဲ့ဆွဲထင်စေတဲ့မျက်နှာတစ်ခုရှိပါတယ်။ခိုင်းကောင်းဆောင်ရဲ့သားနဲ့တူနေုံနဲ့ထိတ်တန့်လုပ်ကြံတစ်ဖက်သူတွေရဲ့ကအဆက်မပြတ်ရှာဖွေမှုကိုခံခဲ့ရတယ်။ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတာကဒီမျက်နှာရဲ့နောက်ွယ်မှာအရာအလုံးကိုဖျက်ဆီးနိုင်တဲ့ရက်စက်ကြမ်းကြုတ်တဲ့ပုံရိပ်တစ်ခုရှိတယ်ဆိုတာမသိခဲ့ကြပါဘူး။ဖြစ်ရတစ်ခုလုံးဟာလူဆိုးတစ်ယောက်ကသူ့ကိုဓာတ်ပုံရိုက်ယူရာကနေပြဿနာကဖြစ်ပွားခဲ့ပါတယ်။အချိန်ထဲမှာဓာတ်ပုံတွေကလူကိုအပိုင်းပိုင်းဆွဲထည့်ပစ်မယ်လို့အော်ဟစ်ခဲ့ကြပါ။သတင်းကိုသိလိုက်ရတဲ့အခါခိုင်းကောင်းဆောင်အန်တိုနီကကော်ဖီဆိုင်ကိုသူနဲ့ချိန်တွေ့ဖို့ရောက်လာခဲ့ပါတယ်။ပါတီဗန်ကသူ့ကိုတခြားတစ်ယောက်နဲ့မှားနေတယ်လို့ပြောပေမဲ့အန်တိုနီရဲ့အမြင်မှာတော့သူ့လုပ်ရက်တိုင်းကတမင်တကာဖုံးကွယ်ထားတယ်လို့ယုံကြည်ခဲ့ကြပါတယ်။အန်တိုနီကဆေးရွက်ကြီးကုမ္ပဏီကြီးတစ်ခုကိုဦးစီးလုပ်ကိုင်နေပေမဲ့ဒါဟာသူ့ရဲ့တရားမဝင်စီးပွားရေးတစ်ခုသာဖြစ်တယ်ဆိုတာသိရှိခဲ့သူ့ရဲ့စီးပွားရေးကကြီးမားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာဈေးကွက်တစ်ခုလုံးကိုလွှမ်းခြုံထားပြီးသူ့ကိုစန့်ကျင်ရတဲ့ညီသူမဆိုရက်ဆက်စွာတပ်ဖြတ်ခံရလေးရှိပါတယ်။အန်တိုနီကသူ့ရဲ့စီးပွားရေးအင်ပါယာဖွံ့ဖြိုးတိုးတက်မှုကဖျားရဲ့ကာကွယ်မှုနဲ့စောင့်ရှောက်မှုလို့ယုံကြည်ကတရိတ်ဆန်များကိုတက်ပြီးသူကပုံမှန်ရစ်ပူစော်လေးရှိပါတယ်။အန်တိုနီရဲ့ယုံကြည်ရဆုံးသူမှာဟာရိုးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကသူဟာကနေဒါနိုင်ငံမူရစ်ဆေးဂိုင်းတစ်ခုနဲ့တွေ့ဆုံခဲ့ပါတယ်။သူ့ရဲ့လုပ်ငန်းကိုပြည်ပမှာတိုးချဲ့ပြီးသူ့ကုမ္ပဏီကိုကမ္ဘာနံပါတ်1မူရစ်ဆေးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့အစည်းဖြစ်အောင်လုပ်ဆောင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီရည်ရွယ်ချက်အတွက်သူဟာကိုကင်းထက်ကိုသေးစေနိုင်တဲ့ဓာတုရာလို့ခေါ်တဲ့မူရစ်ဆေးကိုတီထွင်ခဲ့ပါတယ်။တစ်ဖြည်းဖြည်းနဲ့ဒီမူရစ်ဆေးဟာဝယ်လိုအားတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။ချိန်ထဲမှာပဲဒီအချက်လက်တွေကိုသူ့ရဲ့လက်အောက်ငယ်သားတွေက DEA ကိုပေါက်ကြားစေခဲ့ပါတယ်။အချိန်ထဲမှာ DEA ရဲရာရှိချုပ်ကိုအန်တိုနီကဖုန်းဆက်ခဲ့ပါတယ်။သတင်းအချက်လက်တွေပေါက်ကြားစေတာကရဲရာရှိချုပ်ရဲ့လူတွေဖြစ်လို့ဘာမှလုပ်လို့မရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့အန်တိုနီကရဲမှုကြီးကိုတတိထားဖို့အကြံပေးခဲ့ပါတယ်။ဒါမှသူတို့စီးပွားရေးကိုပုံမှန်လေပတ်နိုင်မယ်လို့ပြောခဲ့ပါတယ်။ပြောပြီးတစ်ချိန်ထဲမှာရဲမှုကြီးကသူတို့အဖွဲ့ထဲမှာတယောက်ကစစ်လိတ်တောက်နေတာကိုတတိထားမိလိုက်ပါတယ်။သူကသူ့ကိုစစ်လိတ်မှတောက်ဖို့တားပေမဲ့သူကရဲရာရှိကိုကန်ထုတ်လိုက်ပါတယ်။ပြီးတော့သူ့အဖွဲ့သားတွေကပစ္စည်းတွေအားလုံးကိုကားနဲ့ခိုးယူသွားချိန်မှာသူကရဲတွေကိုရှင်းလင်းပေးခဲ့ပါတယ်။ဒါကရဲမှုကြီးကိုဒေါသထွက်စေခဲ့ပါတယ်။ဒီလိုနဲ့ရဲသားတယောက်ကသူ့ကိုတားဆီးခဲ့ပေမဲ့အဲ့ဒီရဲကိုလည်းပြစ်တက်ခဲ့ပါတယ်။အချိန်ထဲမှာရဲရာရှိတယောက်လည်းသူ့ရဲ့ပစ္စတိုသေနတ်ကိုဆွဲထုတ်ကခေါင်းဆောင်ရဲ့အသက်ကိုအဆုံးသတ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဟာကုန်ပစ္စည်းများတင်ဆောင်လာတဲ့နောက်ဆုံးထရက်ကားကိုစက်ရုံတို့ပြန်မောင်းလာခဲ့ပါတယ်။သတင်းချက်လက်များပေါက်ကြားစေခဲ့သူလို့တန်တရားရှိတဲ့သူကိုညှင်းဆိုဖို့ချိန်တော်မရှိပဲလီယိုကသေနတ်တစ်ချက်နဲ့ချက်ချင်းပင်တက်ပစ်လိုက်ပါတယ်။ဒီယာကလူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။ရုတ်တရက်သူ့လူတွေကတယောက်လီယိုကိုလေဘင်းကိုဓာတ်နဲ့ချင်းချောက်ပြီးသေနတ်ချရန်တောင်းဆိုခဲ့ပါတယ်။အချိန်ထဲမှာသူ့ကိုသေနတ်နှစ်ချက်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။လီယိုထွက်သွားတော့မယ့်အချိန်မှာပဲသူ့ညီငယ်ကနှစ်နိုင်ငံနယ်စပ်ကိုဖျက်ပြီး3000ကီလိုဂရမ်တည်ဆောင်ရတာမလွယ်ကူဘူးလို့သူ့ကိုပြောလိုက်ပါတယ်။ဒါပေမဲ့လီယိုကဂရိုမဆိုင်ပဲအရာအလုံးကိုသူကိုယ်တိုင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အချိန်ထဲမှာသူကလူသားထောင်ချောက်တွေကိုဆက်လက်ရှာဖွေနေခဲ့ပါတယ်။ဒီလိုလူသားထောင်ချောက်ကိုရှာတွေ့ရင်သူစီးပွားရေးဖွံ့ဖြိုးတိုးတက်လိမ့်မယ်လို့သူယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့လီယိုကဘာကူမှဂရုမစိုက်ပါဘူး။သူစီးပွားရေးကိုဘေးကင်းစွာပို့ဆောင်ပေးနိုင်ရင်စိတ်ချမ်းသာနေခဲ့ပါတယ်။ဒီလိုနဲ့သူတို့ခေါင်းဆောင်ချင်းချင်းစကားများခဲ့ကြပါတယ်။ပြဿနာအရင်းမြစ်ကိုရှာတွေ့ရန်ဟာရိုးကလီယိုကိုရွေးချယ်ဖို့အကြံပေးခဲ့ပါတယ်။လီယိုနဲ့တခြားသူတွေကခုန်နေတော့မှပဲရုတ်တရက်မူရစ်ဆေးတစ်လုံးပြပောက်ခံရပြီးသူတို့ကိုမိမျောသွားစေခဲ့ပါတယ်။သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူ့အဖေကိုသူ့ရှေ့မှာတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူ့ကိုကျေးဇူးတင်လိမ့်မယ်လို့မမျှော်လင့်ခဲ့ပေမဲ့သူ့ကိုခွင့်လွှတ်နိုင်လိမ့်မယ်လို့တော့မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့သူမကသူ့အဖေကိုငယ်စဉ်ကလေးကသူ့တငယ်ချင်းတွေတောင်မရေမတွက်နိုင်အောင်တက်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။သူ့အဖေကလွတ်ပေးနိုင်မယ်လို့မျှော်လင့်ခဲ့ပါတယ်။သူ့အဖေသူလုပ်ခဲ့တာကစီးပွားရေးအတွက်ပဲလို့ခိုင်မာစွာပြောခဲ့ပါတယ်။သူ့မကိုတခုခုဖြစ်သွားရင်ပြန်လက်စားချေဖို့အစဉ်သိရှိတယ်လို့သူ့အဖေကိုပြောခဲ့ပါတယ်။အန်တိုနီကသူ့သမီးကိုငါလိုချင်ရင်ညှင်းပယ်လို့ရတယ်လို့ပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့သူ့သမီးကသူ့အဖေကိုစီးပွားရေးအောင်မြင်ဖို့ဆိုရင်ဘာမဆိုလုပ်ရတယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။အချိန်ထဲမှာသူ့အဖေကဓာတ်ရှိတစ်ချောင်းကိုချက်ချင်းကောက်ယူလိုက်ပါတယ်။သူကအယိုးမိုးအော်ဟစ်နေပေမဲ့အန်တိုနီကမရက်ခဲ့ပါဘူး။အဖေကသူ့ကိုတက်ဖို့ကြံစည်တဲ့ခေတ်ကသူကလက်နက်ကိုကောက်ယူပြီးသူ့အဖေရဲ့ပေါင်ကိုထိုးလိုက်ပါတယ်။အဖေကဟာရိုးကိုထွက်မပြေးဖို့အမိန့်ပေးခဲ့ပေမဲ့သူကဂျိုးရီခီပေးကပလင်းပေါက်ကနေချက်ချင်းခုန်ထွက်ပြေးနိုင်ခဲ့ပါတယ်။အချိန်ထဲမှာပဲအဖွဲသားတွေအမြောက်အများအပြေးလွှားထွက်သွားကြပြီးတိုက်ခိုက်မှုတွေမြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာခဲ့ပါတယ်။မကြာခင်မှာပဲစက်ရုံတစ်ခုလုံးမီးလောင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟာရိုးကသူ့ညီမကိုချင်းချောက်ခဲ့ပါတယ်။ဒီလိုနဲ့ကြောက်စရာကောင်းတဲ့ကျမ်းပြင်ကမန်နန်တွေကိုမီးရှို့ဖို့အတင်းကျပ်လုပ်စေခဲ့ပါတယ်။ဒီချက်ကသူ့ကိုဒေါသထွက်စေပြီးအန်တိုနီကသူ့ညီမရဲ့ရင်ဘတ်ကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။သူ့ညီမကလီအိုကိုဒီနေရာကနေအဝေးသို့သွားပြီးအငြင်းဆုံးထွက်သွားဖို့ပြောခဲ့ပါတယ်။သူ့ညီမဆုံးသွားတာကိုမြင်တဲ့အခါသူကသူ့ပစ္စတိုကိုကြီးထည့်ပြီးသူ့ကိုပြန်တက်ဖို့လုပ်နေတော့အန်တိုနီကရုတ်တရက်နောက်ကနေပေါ်လာပြီးတနက်နဲ့အချက်ပေါင်းများစွာပြစ်ခတ်ခဲ့ပါတယ်။ကြီးစံတောင်းကရေနံစီကိုထိမှန်ပြီးစက်ရုံမှာပောက်ကွဲမှုတွေမြန်မြန်ဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။ဒီလိုနဲ့လီအိုဟာပောက်ကွဲမှုမှာသေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့တချို့လူတွေကလီအိုအသက်ရှင်နေသေးတယ်လို့ယုံကြည်ခဲ့ကြပါတယ်။အချိန်ထဲမှာပါတီဗန်ပါလို့သစိမ်းတွေနဲ့မိတ်ဆက်ပေးခဲ့တာလဲဆိုတာနားမလည်ခဲ့ပါဘူး။သူဟာမိဘမိတ်ကြီးဟာမှာကြီးပြင်းလာခဲ့ပြီးသူ့ဇနီးနဲ့အတူခီးသွားရင်အဲ့ဒီအရာတွေကိုသိခဲ့ရတာဖြစ်ပါတယ်။နောက်တစ်နေ့မှာပါတီဗန်ရဲ့ဇနီးလောက်ကြံခံရတော့မဲလို့ဖြစ်နေခဲ့ပါတယ်။ကံကောင်းထောက်မစွာပဲအန်တိုနီအချိန်မီရောက်လာပြီးလူသက်သမားတွေကိုကင်တွယ်ဖြေရှင်းခဲ့ပါတယ်။အန်တိုနီကသူတို့ကိုဘာမှကြောက်စရာမရှိဘူးလို့ပြောပါတယ်။သူတို့ဟာသွေးသားတော်ဆက်ကြပြီးသူကာကွယ်ပေးနေတဲ့မိန်းကလေးငယ်ကသူ့ရဲ့မြေးမလေးဖြစ်ပါတယ်။ဒီလိုနဲ့သူ့ဇနီးကိုမင်းယောက်ျားကလူသက်သမားဆိုပြီးအန်တိုနီကပြောပြီးမြင်မြန်အိမ်ပြန်ဖို့ပြောခဲ့ပါတယ်။မဟုတ်ရင်ရဲကိုခေါ်မယ်လို့အန်တိုနီကသူ့ဇနီးကိုချင်းချောက်ပြောဆိုခဲ့ပါတယ်။အိမ်ပြန်ပြီးတကားကိုမြင်မြန်ပိတ်လိုက်ပါတယ်။သူမနဲ့အတူအနည်း20နေထိုင်ခဲ့တဲ့သွေးအေးတဲ့အမျိုးသားဟာလူသက်သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့သူ့ခင်ပွန်းအကြောင်းအားလုံးကိုပြောပြမယ်လို့အန်တိုနီကသူ့ဇနီးကိုပြောပါတယ်။အိမ်ပြန်ရောက်တာနဲ့သူ့ဇနီးကပါတီဘန်ကိုချက်ချင်းဖုန်ဆက်ပြီးကားတစ်စီးကသူတို့အိမ်ရှိမှာရက်နေတာကိုကြောက်လန့်တကြီးနဲ့ဖုန်းပြောခဲ့ပါတယ်။ဒီသတင်းကြတော့ပါတီဘန်အိမ်ပြန်ပြေးပြီးဟန်တိုနီကအိမ်ဝင်ဖို့စ조사သူတိုင်းကိုလှမ်းနဲ့ပစ်ဖို့ညွှန်ကြားခဲ့ပါတယ်။သူတကားဖွင့်လိုက်တာနဲ့သားကလှမ်းနဲ့ပစ်ချလိုက်ပါတယ်။ကန်ကောင်းထမစွာပဲပါတီဘန်ကအချိန်မီရှောင်တိန်ပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ဇနီးကထွက်လာပြီးအကြောင်းတွေကိုပြောပြခဲ့ပါတယ်။ဒီလိုနဲ့အန်တိုနီပြောတဲ့စကားတွေကိုသူ့ဇနီးကပါတီဘန်ကိုတိတ်တဆိတ်စုံစမ်းခဲ့ပါတယ်။သူ့မှာဆုံးရှုံးစရာဘာမှမရှိတော့ပဲအခုသူ့ချစ်ဇနီးကတော့သူ့ကိုတန်တရားဝင်တာကိုသိလာခဲ့ပါတယ်။သူဟာလူသက်သမားမဟုတ်ဘူးဆိုတာထပ်ပြောပါတယ်။သူသားနဲ့တူညီနေလို့သူကတန်တရားဝင်နေတာလို့ပါတီဘန်ကချစ်ဇနီးကိုပြောပြခဲ့ပါတယ်။ပါတီဘန်ကရှင်းပြပြီးတဲ့နောက်သူ့ချစ်ဇနီးကလည်းနောက်ဆုံးတော့သူ့ကိုယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပါတီဘန်ဟာအန်တိုနီစီကဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပါတယ်။အန်တိုနီကပါတီဘန်ကိုအပြင်ကိုကြည့်ဖို့ပြောခဲ့ပြီးမရေမတွက်နိုင်တဲ့ကားတွေနဲ့ပြည့်နေတာတွေ့လိုက်ပါတယ်။ဒါကိုမြင်တော့ပါတီဘန်ကသူ့ချစ်ဇနီးကိုလှေကားထစ်အောက်မှာဝှက်ထားဖို့အမြင်ပြောခဲ့ပါတယ်။အန်တိုနီကငါသားပင်မှာရှိတယ်လို့မိခဲ့ပါတီဘန်ကသူ့သားပြန်ပေးဆွဲခံရတယ်ဆိုတာသဘောပေါက်စေခဲ့ပါတယ်။အန်တိုနီကပါတီဘန်ကိုလွန်ခဲ့တဲ့နှစ်စစ်တစ်နှစ်ကသူ့ညီမဆုံးသွားပြီးဒီနေ့မှာပါတီဘန်စီကငါရဲ့သားကိုခေါ်သွားခြင်းတယ်လို့အန်တိုနီကပြောခဲ့ပါတီဘန်ကငါမှညီမလည်းမရှိဘူးလို့ရှင်းပြပေမဲ့တစ်ဖက်လူကဖုန်းချပြီးကားကိုတန်းစီပြီးသူ့အိမ်ကိုမောင်းထွက်သွားကြပါတယ်။ဒေါသထွက်နေတဲ့ပါတီဘန်ကချက်ချင်းထွက်သွားခဲ့ပါတယ်။ကားနှစ်စီးကိုပြစ်ခတ်ဖျက်ဆီးပစ်လိုက်ပါတယ်။လိုက်လံဖမ်းဆီးနေတော့မှပါတီဘန်ကသူ့ရှေ့ကကားနှစ်စီးကိုဝင်တိုက်လိုက်ပါတယ်။အန်တိုနီကလည်းသူ့ကားပေါ်ကဆင်းပြီးရှေ့ကိုပြေးဝင်လာကြပါတယ်။အခြားလူယုံမာတွေကလက်စားချေကိုစူးစမ်းပေမဲ့ပါတီဘန်ကမိခိုးပိုက်တစ်ခုကိုကောက်ယူပြီးတစ်ချက်သေးနဲ့သူတို့တွေကနှစ်ယောက်ကိုထိုးလိုက်တာကြောင့်လွင့်စင်သွားခဲ့ပါတယ်။မမျှော်လင့်မဲ့အန်တိုနီကသူ့ကိုပြန်ကန်ပြီးအဲ့ဒီအတွက်ပါတီဘန်ဒေါသထွက်သွားပြီးအန်တိုနီရဲ့လေဘင်းကိုဆွဲကင်ပြီးမင်းရဲ့သားပင်မလဲဆိုတာငါမသိဘူးလို့ပြောလိုက်ပါတယ်။အန်တိုနီကချက်ချင်းပဲသူ့ကိုတနက်နဲ့ပြစ်ပြီးလဲကျစီကနှစ်ယောက်သားရန်ဖြစ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအန်တိုနီကပါတီဘန်ကိုငါသားကိုတက်ခဲ့သူဆိုပြီးတန်တရားစိတ်တွေဝင်နေပြီးကလဲစားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာအကြီးကျယ်ရန်ဖြစ်နေခဲ့ပါတယ်။အန်တိုနီကဇက်တိုက်ခိုက်တော့မယ့်အချိန်မှာပါတီဘန်ကသူ့လေဘင်းကိုထိုးပြီးတော့ခေါင်းကိုဆွဲကင်ပြီးဒီခေါင်းကိုအကြိမ်ကြိမ်ဆောင်ထိုးလိုက်ပါတယ်။သူသိချင်တာကငါသားပင်မှာရှိနေလေဆိုတာပါ။ဒီလိုနဲ့အန်တိုနီကညှင်းဆိုတဲ့အခါပါတီဘန်ကလုံးဝမဟုတ်ပါဘူးလို့ဘယ်နှခါပြောရမလဲဆိုပြီးနောက်ထပ်ထိုးချက်တစ်ခုထပ်ထိုးလိုက်ပါတယ်။အချိန်ထဲမှာအန်တိုနီတေဆုံးသူနီးပါးဖြစ်ခဲ့ပါတယ်။အချိန်ထဲမှာပဲဟာရိုကအန်တိုနီရဲ့တေဆုံးတဲ့သတင်းကိုကြားလိုက်ရပါတယ်။ဒါကိုကြားတော့ဟာရိုကပါတီဘန်ကိုချက်ချင်းဖုန်းဆက်ပြီးအန်တိုနီရဲ့အလောင်းကိုပို့တင်တယ်လို့ပြောလိုက်ပါတယ်။ပါတီဘန်မှာရဲကိုဆက်သွယ်ဖို့ပဲရွေးချယ်စရာရှိတော့အန်တိုနီရဲ့အလောင်းကိုလူနာတင်ရင်တစည်းကဆေးရုံကိုတည်သွားခဲ့ပါတယ်။ဒီလိုနဲ့မကြခင်မှာပါတီဘန်ကိုဟီရိုရဲ့ခေါ်ယူမှုနဲ့ရောက်လာပြီးသူ့သားကဘယ်မှာလဲလို့မေးလိုက်ပါတယ်။သူဟာလီယိုမဟုတ်ဘူးဆိုတာသက်သေပြဖို့သူ့သားနဲ့အတူဓာတ်ပုံတွေအများကြီးပြသခဲ့ပါတယ်။ဟာရိုကလီယိုရဲ့ဓာတ်ပုံကိုပြန်ယူလိုက်ပါတယ်။ပါတီဘန်လည်းသူတို့နှစ်ယောက်ရဲ့ထူးထူးခြားခြားဆင်တူမှုကြောင့်အံ့အားသင့်သွားခဲ့ပါတယ်။ဟာရိုကပါတီဘန်ဟာလီယိုပဲလို့ယုံကြည်နေသေးပဲဖြစ်ပါတယ်။မင်းညီမကိုသူတို့ဘယ်လိုလုပ်ခဲ့လဲဆိုတာမှတ်မိလားလို့ပါတီဘန်ကိုမေးပါတယ်။သူ့ညီမလိုပဲကံကြမ္မာကိုခန်းစားရလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ပါတီဘန်ကငါ့မှာညီမမရှိဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနေုံတကောင်ကပါတီဘန်စီပြန်တန်းလာပြီးသူ့ကိုစစ်စစ်ဆက်ဆက်စောင့်ကြည့်နေခဲ့ပါတယ်။လူသားတွေကိုတော့လိန်ညာနိုင်ပေမဲ့ဒီတရိတ်ဆန်ကတော့လိန်လို့မရဘူးလို့ဟာရိုကပါတီဘန်ကိုပြောလိုက်ပါတယ်။ပါတီဘန်ကခေါင်းမာမာနဲ့ဝန်ခံဖို့ညှင်းဆန်နေတာကိုမြင်တဲ့အခါဟာရိုကမင်းကြီးကိုလာတာဘာအတွက်လဲလို့မေးလိုက်ပါတယ်။လူယုံအုပ်စုဟာထောင်ချောက်အစ်တစ်ခုကိုမတော်တဆဖောက်မိပြီးမြ мян ဆက်ဆန်ဖြုတ်ချခံလိုက်ရပါတယ်။ကျန်ရှိနေတဲ့လူယုံအုပ်စုဟာလမ်းကြောင်းပြောင်းလိုက်ပေမဲ့နတ်တာဆောင်ကိုတက်သွားတဲ့အချိန်မှာပဲစိတ်ငြိမ်စေးတစ်ချောင်းဟာသူတို့စီကိုပြစ်ပေါက်သွားပါတယ်။အဲ့ဒါကသူ့မိသားစုကိုကာကွယ်ပေးနေတဲ့သူတို့ရဲ့တငယ်ချင်းဖြစ်နေမှန်းသိလိုက်ရပါတယ်။သူ့တငယ်ချင်းရဲ့တိုက်ခိုက်မှုအောက်မှာလူယုံနှစ်ယောက်ဟာချက်ချင်းပဲမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။ကျန်ရှိနေတဲ့ခေါင်းဆောင်ကတကားဖွင့်ဖို့လုပ်နေတော့ရုတ်တရက်ရက်လိုက်ပြီးသူ့လူယုံတွေကိုရှေ့တိုးဖို့အမိန့်ပေးလိုက်ပါတယ်။လူယုံအုပ်စုဟာရှေ့ဆက်သွားဖို့ကလွဲလို့ရွေးချယ်စရာမရှိခဲ့ပါဘူး။ဒါပေမဲ့လူဆိုးကိုင်းတော်တော်များများကပထမထက်ကနေဝင်ရောက်လာနိုင်ခဲ့ပါတယ်။တကားဖွင့်လိုက်တာနဲ့အဆောင်တစ်ယောက်ကသူတို့ကိုပြစ်ခတ်ခဲ့ပါတယ်။အဆောင်တွေကလူယုံအုပ်စုတွေကိုမြ мян ဆက်ဆန်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့အဖွဲ့တွေအိမ်ထဲထိဝင်ရောက်လာပြီးသူ့ဇနီးရဲ့အခန်းထဲကိုခိုးဝင်နိုင်ခဲ့ပါတယ်။သူ့ဇနီးကိုဖမ်းဆီးဖို့လုပ်နေတော့မှပဲဟာရိုစီကနေဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပါတယ်။သူ့အိမ်မှာထောင်ချောက်တွေပြည့်နေလို့ပါတီဘန်ဟာတာမန်လူမဟုတ်ဘူးလို့ဟာရိုကိုပြောပြခဲ့ပါတယ်။အခုတော့ပါတီဘန်ဟာပိုပြီးတန်တရားဝင်လာစေခဲ့ပါတယ်။သူ့ဇနီးနဲ့ဖုန်းပြောဖို့အချိန်ပေးခဲ့ပါတယ်။ဒီလိုနဲ့ဟာရိုကပါတီဘန်ကိုဝန်ခံဖို့တောင်းဆိုခဲ့ပါတယ်။မဟုတ်ရင်သူ့ဇနီးချက်ချင်းတက်ခံရလိမ့်မယ်လို့ချင်းချောက်ပြောဆိုခဲ့ပါတယ်။သူ့ဖုန်းထဲကိုလေချုံလိုက်တော့မဲလိုက်ခွေးတစ်ကောင်ပေါ်လာပြီးခေါင်းဆောင်ကိုခုန်အုပ်ပြီးသူ့ကိုမြ мян ကိုက်တက်လိုက်ပါတယ်။ဒီအကြောင်းတွေဟာရိုကသိရှိပြီးနားထောင်နေတဲ့တစ်ချိန်တည်းမှာပဲဒေါသထွက်နေတဲ့ဟာရိုကပါတီဘန်ကိုကန်ကြောက်ပြီးအောက်ထပ်ကိုပြုတ်ကျသွားစေခဲ့ပါတယ်။ပြီးတော့ဟာရိုကပါတီဘန်ရဲ့အဝတ်စားတွေကိုမိရှို့လိုက်ပြန်ပါတယ်။ဟီရိုအဖွဲ့တွေကတယောက်ပါတီဘန်ကိုဖျက်တက်ဖို့လုပ်ကြံတဲ့တစ်ချိန်တည်းမှာပါတီဘန်ကသူ့ခြေထောက်ကဓားကိုဆွဲယူပြီးထိုးတက်လိုက်ပါတယ်။ဒီလိုနဲ့အဖွဲ့သားတွေအားလုံးပလက်လန်ကုန်ခဲ့ကြပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ကြီးဟီရိုနဲ့ရင်ဆိုင်ဖို့ပဲကြံတော့ပါတယ်။ဟာရိုကသူ့ကိုဝန်ခံဖို့တတိပေးလိုက်ပါတယ်။ဒီလိုနဲ့သူနဲ့ရင်ဆိုင်ရန်အသင်းဖြစ်နေတဲ့ပါတီဘန်ကအဝတ်စားတွေကိုအမြန်ချုပ်လိုက်ပြီးဟီရိုကြီးကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟီရိုကရုတ်တရက်ဓာတ်တစ်ချောင်းကိုဆွဲထုတ်ပြီးပြိုင်ဘက်ကိုတစ်ချက်ထဲနဲ့အနိုင်ယူဖို့ကြိုးစားတဲ့တစ်ချိန်တည်းမှာပါတီဘန်ကဗီရိုတဲကပစ္စတိုတနက်တစ်လက်ကိုဆွဲယူပြီးချက်ချင်းဟီရိုကိုအနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။
ဟာရိုကသူဟာလီယိုမဟုတ်ဘူးဆိုတာသူသိသွားခဲ့ပါတယ်ဒါပေမဲ့သူသိသွားတဲ့ချိန်ဟာနောက်ကျသွားခဲ့ပါပြီဒါပေမဲ့လီယိုကိုဘာလို့တွေးကျင်နေတာလဲဆိုတာကိုသူနားမလည်ဘူးဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့သူ့သားကိုလူဆိုးတစ်ယောက်ကဖမ်းမိပြီးသူ့ရှေ့မှာထွက်လာကပါတီပန်ကိုလက်နက်ကိုချလိုက်ဖို့ပြောပေမဲ့သူ့သားကလူဆိုးရဲ့ပေါင်ကိုပစ်ခတ်လိုက်ပါတယ်ဒီလိုနဲ့လီယိုဆိုတဲ့လူသေသွားပြီလို့သူယုံကြည်လိုက်ကြပါတယ်ဒီလိုနဲ့သူတို့စက်ရုံတစ်ခုလုံးကိုဖောက်ခွဲပစ်ခဲ့ပါတယ်ဒီလိုနဲ့သူတို့ဟာပုံမှန်ပျော်ရွှင်တဲ့ဘဝကိုပြန်လည်နေထိုင်ခဲ့ပါတယ်ဒီလိုနဲ့ရုပ်ရှင်ဇာတ်လမ်းလေးလည်းပြီးဆုံးခဲ့ပါတယ်ကျေးဇူးတင်ပါတယ်